ပြန်လာကြပြီလား မကြသေးပါဘူးဟဲ့ ပြန်လာနဲ့တော့ဘာအပြင်သွားကြမယ်လေ ။အော်ငါတို့ပြောစရာအများကြီးရှိတယ်သိလား ပြောလေမဆိုးပါကြောက်တော့မဒါနဲ့မတွေ့တာကြောက်လားမသိဘူးနော်တွေ့တော့မတွေ့ချင်တော့ ။ဟာနင်ကလည်းငါပြန်တော့မကြသေးဘူးဆိုတော့လေအပြင်သွားဖို့လည်းမရဲသေးရရဲ့ပြီးတော့နိုင်ငံခြားမှာနေလာဆိုတော့အင်းမစားဖြစ်ဘူးလေ။နေ့တိုင်းဘိုးစားရွယ်စားနေရတော့လေ ဟုတ်လား ။ငါ့ယောက်ျားတင်းမောသားလေ။ဟာလေအရန်လဲစမတ်ကြရပြီးလို့ရှိရင်အရန်လဲအတန့်ကြိုက်တာ ညီယောက်ျားအခုတင်းမောပြန်တက်သွားရင်လည်းထင်တယ် ။ဟာသူပြန်တော့မကြသေးဘူးလေ ဩပြန်တော့မကြသေးဘူး ။ လား ဟုတ်တယ် မသိပါဘူးဟဲ့ငါထင်တာပြောတာပါအခန်းပြီးကွာနေရောလေအခန်းတက်မကောင်းဘူး No. ချေအိမ်နိုင်ဟဲ့ညီချေတယ်မရှုံးလား ။ဟာအဲ့ချေကကိုဝယ်ပေးတာအစ်စ်ကြီးဟာ ငါဘာမှုလာပြီးတော့ငါသွားတော့ ။ဟဲ့နင်ကလည်းနေပါဦး။ငါလိုက်ခဲ့မယ်လေခဏလေးခေါင်းလေးပါရေးဖိလိုက်အောင်မယ်နော် 911. မင်းဘာလို့ပိုက်ဆံတိုင်းလေးစံအောင်ဖြုံးလိုက်တာလိမ်နေနဲ့နော်ဖုန်းထဲမှာပြန်စစ်လို့ရတယ်ဟဲ့ဂျိုလာစမ်းဘာဖြစ်လို့လဲဒီပေါင်းမင်းဘာလို့ပိုက်ဆံတိုင်းလေးစံအောင်ဖြုံးလိုက်တာလဲ ။ဟမ်ငါမဖြုံးဘူး။တကယ်ငါမဖြုံးဘူးလို့ လိမ်နေနဲ့နော်ဖုန်းထဲမှာပြန်စစ်လို့ရတယ် ဒီကတည်းကပတ်စံငါမသုံးဘူးလို့ မင်းကွာတကယ်ပဲပိုက်ဆံတိုင်းလေးစံအောင်တုံးလိုက်တာလား အော် beauty salon သွားလိုက်တာ ဟာဘာဖြစ်လို့စလုံးမပိုက်ဆံတိုင်းလေးစံအောင်တုံးရတာလဲ facial treatment ရယ် hair treatment လုပ်လိုက်လို့ ဒါဆိုငါကဲ့နေရပိုက်ဆံကို ဒီကတည်းကပတ်စံငါတကယ်မသုံးဘူးလို့ လက်ဖြန့် အရင်မရိုက်နဲ့နော် ငါတုံးလိုက်တာလေ ရွှေစည်းဒီလောက်တက်နေရဟာဘာလို့ဝယ်လာရတော့ မွေးချင်ချင်လို့ပေါ့ဘာလဲမွေးချင်လားမွေးချင်ပြန်ပေး မပေးပါဘူးဒီနေ့တကယ်လမ်းခွဲတော့မှပြန်ပေးမှာ ဟာနင်ကဘယ်ခေါင်းနဲ့တော့တွဲမလို့လဲ နေ့ပီနာရုပ်ဖြောက်ဖြောက်နေနေ့တငယ်ချင်းလေ ဟမ်ဒီကတော့ စာစာ မလိုက်နဲ့နေခဲ့ ပြန်လာမခေါ်နဲ့နော်အေးဟမ်ပြီးရုပ်ရှင်တော့ကြည့်ကြမယ်နော် ကြည့်မယ်မဟုတ်လည်းဝယ်ကြည့်မယ် ခင်နော် တကယ် ဒါနဲ့ကူကိုဘယ်တော့လက်ထည့်ကြမလဲ အရင်လည်းမစောအရင်လည်းနောက်မကြရအောင်26 29လောက်လုပ်ကြမယ်လေ 26လို့အဲ့လိုမစိုးပါဘူးယူလို့ရှိရင်ကလေးအများကြီးမပေးရမယ်နော် ဝေးပြီးမှာပေါ့ တကယ်နော်ပြီးရင်ထမင်းလက်ခုတ်ကြွေးရမယ်ကူစားချင်တာကူလှုပ်ချင်တာမှလည်းအကုန်လုံးပြီးအလိုလိုက်ပေးရ ရမှာအလိုလိုက်ကိုကောင်းပါလေတကယ်ယူရလို့ဟန်နီမူထပ်ဖြစ်မယ်ဆိုရှင်ကိုပေးသွားခြင်းလေ ဘယ်သွားရင်ကောင်းမလဲတောင်တန်းနေရှိတဲ့နေရာကိုသွားရင်ကောင်းမလားပင်လယ်ရှိတဲ့နေရာကိုသွားရင်ကောင်းမလား ပကံသွားကြမယ်လေ ပကံဂိမ်းသွားချင်းကြက်ကြီးကိုသွားကြမယ် ပကံသွားမယ်လေဒီရာသီဥတုတွေနဲ့ဘလို့ကြိုက်ချိုးသွားလို့ကောင်းပါလေ ဟာဒီဟာဒီကမှပိုကောင်းတာလေကြက်ကြီးကိုမှအေးနေဟောင်းခုချိန်သွားရင်တုံနေမှာကြက်ကြီးကိုသွားမယ် အေးနေရာသီဥတုမှာအေးနေတဲ့နေရာကြီးမသွားနိုင်ဘူးလေထပ်အေးသွားမှာပေါ့ အဲ့တော့မှဖက်အေးလို့ရမှာလေ ဟာမသိဘူးပကံသွားမယ် ကိုကကိုပြောက်ထဲသွား ဒါလေငါပကံတယောက်သွားပြီမလိုက်နဲ့နေခဲ့ ဟာဟမ်ပြန်လာမခေါ်နဲ့နော်အေးညငါပြက်ပြီ